မကုတ်တွင်ထရက်ဖြစ်တဲ့ဖရဲဦးပင့်ကာလာကိုမှကြိုက်တဲ့ချစ်စုံလေးတို့အတွက်ဖြူဟာ6ကိုမရရအောင်ရှာတာပြီးတော့မှဖြူရဲ့ချစ်စုံလေးတို့စီအတန်ဆုံးလေးနဲ့လည်းရောင်းချပေးမှာပါရှင်6လေးအားလုံးစုစုပေါင်းရဲ့ကလက်ချိန်ဆိုလို့ရှိရင်180ကလက်ရှိပါတယ်အပွင့်ကြီးကကျတော့9ပွင့်ဖြစ်ပါတယ်ရှင်တပွင့်ချင်းစီရဲ့အရွယ်အစားဆိုရင်အကြီးဆုံးက63ကလက်အသေးဆုံးက18ကလက်ပါရှင်ဒီနေ့ကျတော့ဖြူကဗီဒီယိုရိုက်တာနည်းနည်းလေးရှည်ပါတယ်ပေါ့နော်။ဘာဖြစ်လဲဆိုတော့ကြောက်ကအရေးရလဲလာပြီးတော့ဈေးနှုန်းကလည်းအရန်ကိုအတန်နေလို့ချစ်စုံလေးတို့အသေးစိတ်လေးရိုက်ပြချင်လို့ပါရှင့်။ကြောက်ကိုတိခံပြီးတော့ကြည့်ပေးကြပါလို့။ကြောက်ရဲ့အရေးတွေကပင့်ကာလာလေးဖြစ်နေတဲ့အတွက်ကြောင့်မလို့အရန်ကိုချစ်စရာကောင်းပြီးတော့လှနေရပေါ့နော်။ကြောက်လေးတွေကကျတော့သွားမျက်နှာထားရှင်းမဲ့ပေကောင်းချုံကောင်းလေးတွေပါရှင့်။ပမာပြရထွက်တဲ့ဖရဲဦးလေးကျတော့တန့်ကုန်အရန်ရှားတယ်ပေါ့နော်။ကဲဖြူကဒါလေးကိုဒီ9ပွင့်ကိုမှဈေးတန်တန်လေးနဲ့ပဲရောင်းချပေးမှာပါရှင့်။ကြောက်ကိုကြိုက်တယ်ဆိုလို့ဖြူရဲ့ဒီရဲ့တက်ချက်ပေါက်မှာကြောက်ပုံပြပြီးတော့မိမြန်းနိုင်ပါတယ်ရှင်ပြီးတော့ဖြူကဒီရဲ့ကြောက်လေးတွေတော့ခွဲမရောမှုပေါ့နော်ဒါလေးကျတော့လော့ပြက်ပဲရောင်းပါပါရှင်ကြောက်ကိုကြိုက်တယ်ဆိုရင်တော့ဖြူဆက်တွဲလိုက်ပါရှင်ဖြူစီမှာကြောက်တွေဝယ်ယူအားပေးနေတဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်